ကျွန်တော်နာမည်လှိုင်ပဲပါအသက်ကတော့ကျွန်တော်41နှစ်ပါကျွန်တော်ညောင်လေးပြင်မြို့မှာငါရွှင်းစာလမ်းကျုံကလေးပိုင်းကိုလုံးနားမှာကျွန်တော်နေပါတယ်အဖေကတော့ဦးမြင့်ဦးမောင်ကိုအဖေ2ယောက်ရှိပါတယ်အမေကတော့ဒေါ်မြင့်တန်းပါဟုတ်ကဲ့ကျွန်တော်2022 6လပိုင်း30နေ့ပါကျွန်တော်တင်တန်းဒီဆိုဒီတော့ကျွန်တော်စရောက်ဝင်ခဲ့ပါတယ်10လပိုင်း1ရက်နေ့ပါကျွန်တော်တတက6ပါကျွန်တော်တင်တန်းတွားရောက်ပြီးတက်ခဲ့ပါတယ်တင်တန်းတက်တဲ့ကာလတော့15ရက်ကြာမြင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့တင်တန်းစပြီးပြန်လာတဲ့အချိန်ကာလမှာအိမ်မှာနားပြီး10ရက်17လပိုင်းမှာကျွန်တော်တို့ဖန်ဆင်းမှုစလုပ်ခဲ့ပါတယ်အဲ့မှာပို့တဲ့ပုံမှာ PDF 2ယောက်ဝင်လာပါတယ်ဆိုပြီးတော့ကျွန်တော်တို့တင်ကြားကျွန်တော်တို့ရှိဖို့တင်ရောက်လာတယ်ရောက်လာအချိန်မှာကျွန်တော်တို့ကစပြီးတော့အားလုံးလူစုပြီးတော့ကျွန်တော်လိုက်ဖမ်းတဲ့အချိန်မှာစအောင်ဆုံးစပြီးတော့ဖမ်းဆီးတဲ့အဖွဲ့အစည်းကတော့မြို့မလေးအဖွဲ့ကဦးမိုးကြီးခေါင်းဆောင်နဲ့ဦးမိုးကြီးဦးကလာကြီးဦးအောင်မင်းသားကြီးဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်မြို့မငါပြူစောဒီဖွဲ့ကတော့ဦးကွိထုံခေါင်းပေါင်းနဲ့ဦးကွိထုံခေါ်ဦးကြော်ငိမ့်ဦးကွန့်ကီးဦးစိန်ထွန်းကျွန်တော်လှိုင်မင်းဟုတ်ကဲ့ကျွန်တော်မြို့မငါ4ယောက်နောက်ပြီးတော့မနက်ဆရာဆိုလို့ရှိရင်ဘုံမှုနေလင်းနဲ့ဟောသူအပါ2ယောက်ပါပါတယ်ရဲက10ယောက်ပါပါတယ်အဲ့ဒီမှာကျွန်တော်လိုက်ဖမ်းတဲ့အချိန်မှာဟိုမြို့မလေးအဖွဲ့ကနောက်ကနေတော့သူတို့လိုက်ဝိုင်းပြီးတော့ပိုင်းပြီးတော့သူပြစ်ပါတယ်ပြစ်ပါဖမ်းတဲ့အချိန်မှာအထီးဝါတဲ့2ယောက်ကတော့ကျွန်တော်တို့ဒီလက်ခောက်ကန်ပုံကြောင်ရှိမှာမလန့်မကန့်လောက်မှာဒါပြီးလဲဝါပါတယ်လဲတဲ့အချိန်မှာကျွန်တော်တို့ကသွားပြီးတော့သူတို့ကိုဖမ်းဆီးပြီးတော့ကားနဲ့တင်ပြလိုက်ပါတယ်ဒါကားနဲ့တင်လိုက်တဲ့အချိန်မှာအဲ့ထီးဝါတဲ့လူ2ယောက်ကတော့မိုးကျိုးနဲ့မော်နိုင်ဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒါနဲ့ကျွန်တော်တို့ကသူတို့ဖမ်းပြီးတော့နာရီနဲ့တင်ပြလိုက်တဲ့အခါမှာတက်ကလေးကိုခေါ်သွားပါတယ်သူ20ကိုခေါ်သွားပြီးတော့မှ20ရက်လူမှတခါသူတို့စေကူးသားမှုပြန်လုပ်ပေးပါလို့ကျွန်တော်တင်ရပါတယ်ဟုတ်ကဲ့ကျွန်တော်2023တလပိုင်းမှာကျွန်တော်ရုံးဝါလီပေါ်မှာတက်ကလေးပြီးတော့ရုံးဝါလီပေါ်မှာကျွန်တော်တို့အမိတ်ပေးလိုက်ပါတယ်အဲ့ဒီမှာဘာတွေမလုပ်ရလဲဆိုတော့ဒီစားတဲ့ရိတ်ခါတွေတဲခွင့်မရှိဘူးဆိုပြီးတော့စံဆိုလို့ရှိရင်လည်းအိတ်လိုက်တဲခွင့်မရှိဘူးစီဆိုလို့ရှိရင်လည်းကျွန်တော်ငါးကလည်းပုံးနဲ့တဲခွင့်မရှိဘူးဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်တို့အဲ့ဒါတွေကိုဖန်ခိုင်းပါတယ်နောက်ဆုံးဓာတ်မြေဩဇာတွေဓာတ်ဆီတွေဒီဇယ်တွေအစသဖြင့်ပေါ့တော့ကျွန်တော်တို့တိတ်တဲပြီဆိုလို့ရှိရင်ကျွန်တော်တို့တိတ်ဖန်ခိုင်းပါတယ်ဖန်ခိုင်းအချိန်မှာကျွန်တော်တို့ကလည်းဖန်ပေးလိုက်ပါတယ်ဖန်တဲ့အချိန်ကမှတော့ဒါကျွန်တော်တို့ကလည်းအဲ့ဒီဖန်တဲ့အချိန်မှာဟိုပူကျိုးစီးပွားတော့ကိုကျွန်တော်တို့ကလုတ်ချပါတယ်ဘယ်လိုချလဲဆိုတော့ကျွန်တော်တို့စံနဲ့စီနဲ့တင်လိုက်တဲ့အချိန်မှာစံတိန်နဲ့စီပုံတင်လိုက်ပြီဆိုကျွန်တော်9000နဲ့ပြန်ရွေးခိုင်းပါတယ်ကျွန်တော် website ID ဆိုလို့ရှိရင်လည်းကျွန်တော် website ID ဖမ်းပါတယ်တင်ထားပါတယ်ဒါပေမဲ့သူတို့လာမရွေးတော့ဘူးအဲ့တော့ကျွန်တော်တို့အဲ့ဥစ္စာတွေကိုကျွန်တော်ကရောင်းချပြီးတော့ကျွန်တော်တို့ဖွဲ့တွေအကုန်လုံးကတူတူသုံးကြပါတယ်ဘယ်နေမှာသုံးတာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒီမှာပတ်စံလဲဟိုနေ့ဖြစ်တယ်ဆိုတော့အဲ့လိုကျွန်တော်တို့ကမကောင်းတဲ့ကောမတွေကိုကျွန်တော်ကဟိုခေါ်ပြီးအိပ်ပါတယ်အဲ့လိုနဲ့ကျွန်တော်ကနေလာခဲ့နောက်ချိန်မှာဒီမတင်ငါလို့ဆိုပြီးတော့နောက်ရက်အနည်းငယ်မှာပေါ့ကျွန်တော်မတင်ငါလို့ဆိုပြီးတော့လူ4ယောက်ကိုကျွန်တော်ဖမ်းလိုက်ပါတယ်ဖမ်းလိုက်တဲ့အချိန်မှာစိုက်ကယ်ကဖက်နော်ဘိန်းတစ်စီးနဲ့ဒိုင်ယမိတ်တစ်စီးဟိုအဲ့ဘိန်းနှစ်စီးနဲ့ကျွန်တော်ဖမ်းလိုက်တဲ့အချိန်မှာယောက်ျား3ယောက်မိန်းမ1ယောက်အဲကျွန်တော်ရုံးပို့လိုက်တဲ့အချိန်မှာရုံးကအဲ့ဒီလူတွေကိုတတ်မပြည့်သေးတဲ့အတွက်တက်ပြည့်တဲ့2ယောက်တော့ကျွန်တော်တို့ကမ20ရာလာခေါ်သွားပါတယ်20ရာလူကသူတို့စစ်ဆေးမှုလိုတယ်စစ်ဆေးမှုပြုလုပ်မယ်ဆိုတော့သူတို့ခေါ်သွားပါတယ်မပြည့်သေးတဲ့2ယောက်တော့သူတို့ရက်ွက်လူကြီးကိုသူတို့နောက်ပိုင်းအဲ့ချိုကော့ပတူလာချိုရင်လားအဲ့ဒီလူကြီးကိုသူတို့တမ်းပြီးတော့ခေါ်လိုက်ပါတယ်ခေါ်ပြီးတော့ဒါတိလာဆိုဟုတ်ကဲ့တိပါဆိုတော့သူတို့ကိုပြန်ထည့်ပေးလိုက်ပါတယ်ဒါပေမဲ့စိုက်ကယ်တို့မပေးလိုက်ပါဘူးစိုက်ကယ်တို့ကရောင်းကသိမ်းသွားပါတယ်ဟုတ်ကဲ့ကျွန်တော်အမှ2လပိုင်းလောက်ကြာတော့အဲ့ဒီမှာကျွန်တော်တို့ရေရလဲစူးစူးဆက်တော့မိုးကလည်းအဲ့ဒီမှာမိုးကနောက်ကျတဲ့ခါကျတော့မိုးရွာတယ်အဲ့ဒါသူကလေတဲ့ငါးတွေကတက်တယ်ညနေဆောင်လောက်မှာ9နာရီလောက်မှာသူကအိမ်ထဲကလူကသူ့အိမ်ရှန်ထဲမှာသူကငါးဖမ်းနေတာရွက်လောက်ကုန်းသားသူ့နာမည်ကမှုံယူခေါ်ပါတယ်အဲ့ဒါသူကသူ့ဟာမီးတော်မှာဓမီနဲ့မဟုတ်ပါဘူးဖုံးမီးလေးနဲ့သူလိုက်ပြီးတော့ငါးလေးလိုက်ဖမ်းတာအဲ့ဒါကိုကျွန်တော်တို့ဒီကိုနေတက်ကတွေပေါ့ဂျီတက်ကတွေပေါ့ဂျီတက်အတူတကျအောင်ရင်လို့ခေါ်ပါတယ်သူကလေပေါ်မှာတန်လန်းဘွားတွေပေါ့သူရှန်ထဲမှာငါးလိုက်ဖမ်းနေတဲ့လူကိုလှမ်းပြီးပြစ်ပါတယ်ပြစ်လိုက်အချိန်မှာဒါပေမဲ့သူကတော့မသိသွားပါဘူးအသက်ဘေးကတော့လှုပ်သွားပါတယ်လှုပ်သွားဆိုမှဒဏ်ရာတော့ရပါတယ်ရင်ဘက်ကိုမှန်သွားတဲ့အတွက်ဒီနေရာလောက်ကိုမှန်သွားတယ်ဒါပေမဲ့ဟိုဆရာဝင်နေတဲ့ဆရာမတွေပြောကြရတော့ဒီတရက်ရွက်တော့နှလုံးလုံးနာရှက်ထွက်သွားတယ်ပြောပါတယ်အဲ့မှာသူကအဲ့လိုပြစ်ပြီးတော့ခါကြတော့ဘာကြောင့်ပြစ်တာလဲဆိုတော့လေသူဘာမှပြန်မေးဘူးအဲ့ချိန်မှာအဲ့နေမှာသူကလည်းမူးနေတာအောင်ကြီးဆိုတဲ့သူကမူးပြီးတော့သူကမူးနဲ့လှမ်းပစ်လိုက်တာ
ဟုတ်ကဲ့ကျွန်တော်တို့၄လပိုင်း25ရက်နေ့ကျတော့ကျွန်တော်ရွက်လောက်ဝိုင်းပြောင်းပြီးတော့ပစုံမြောင်းကိုကျွန်တော်ကြားရောက်ပါတယ်ပစုံမြောင်းကိုကြားရောက်တဲ့အချိန်မှာကျွန်တော်ပစုံမြောင်းကိုကြောတော့ကျွန်တော်ကဘယ်လိုနေရလဲဆိုတော့ဒီတက်နဲ့အကူသွားပြီးတော့ကျွန်တော်နေရပါတယ်ခမရ20ခမရ20ပါတယ်ခမရ20ရဆိုဖြစ်ရင်ခေါင်းမောင်းပေါ့ခေါင်းမောင်းနဲ့သွားတဲ့ခါကျတော့ခေါင်းမောင်းနဲ့မြဘူကြီးကျော်သွားလင်းဘူကြီးကျော်သွားလင်းနဲ့ခမရ20ပါတယ်350က4ယောက်ပါတယ်350 4ယောက်ရဲကဒီတရင်ရဲက9ယောက်ကျွန်တော်တို့မြို့မငါပြူစောတိက9ယောက်9ယောက်ပါအပါဝင်ကျွန်တော်အပါဝင်ကျွန်တော်ရဲ့တန်ထီးရဲ့ဘိုက်ကလေးရဲ့လှိုင်မင်းထွန်းရဲ့ကုစိန်ထွန်းရဲ့ကျွန်တော်အဲ့9ယောက်အဲ့မှာတွားရောက်ပြီးတော့ကျွန်တော်တို့ကပူပေါင်းပြီးတော့ဟိုလိုပြောမလို့ဆိုတော့လုံခြုံရေးကကျွန်တော်တို့တွားပြီးတော့ပူပေါင်းပြီးအင်အားပြည့်တွားနေပြရတယ်အဲ့ဒီမှာကျွန်တော်တို့မှဘာမှအလုပ်မရှိတော့အဲ့မဲ့ကျွန်တော်တို့ကိုကျိုးစီးပွားတို့ကကျွန်တော်ဒီပြည်သူတွေရဲ့ဝေးစီးစိမ်တွေကဟိုသူတို့ခြာထားခဲ့တဲ့ဥစ္စာတွေပေါ့ပစ္စည်းတွေပေါ့ကျွန်တော်ကထုတ်ယူရောင်းစားခဲ့ပါတယ်ကြီးကျိုးဆိုလို့ရတယ်ကျွန်တော်ဝါကျိုးတွေဖြုတ်ပြီးတော့ကျွန်တော်ရောင်းစားခဲ့ပါတယ်တော့ကိုကျိုးစီးပွားတို့ကိုကျွန်တော်ခြာကြံခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်ရဲ့ရောင်းအားဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီမှာထမ်းဆောင်နေတဲ့ကာလာပတ်လုံးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့စုစုပေါင်းရတဲ့ပတ်စံဆိုလို့ရှိရင်တော့ကျွန်တော်15သိန်းလောက်ရပါတယ်တနေ့တည်းရတာမဟုတ်ပါဘူးဟိုစုစုပေါင်းကျွန်တော်ရတဲ့ပတ်စံကျွန်တော်ရှာရမြအဝင်နဲ့ပေါ့နော်ကျွန်တော်အဲ့ဒီຢာတွေပေါ့အဲ့မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်ထိဆိုလို့ရှိရင်တော့15သိန်းလောက်ကျွန်တော်ရပါတယ်ကျွန်တော်တယောက်တော့ဟိုအဲ့ဒီမှာကျွန်တော်တို့4လပိုင်း29ရက်4လ2023မှာကျွန်တော်ကဒီ50နဲ့ထပ်ပြီးတွဲရတဲ့အချိန်မှာဒီအိမ်နေမှာရှင်းနေတဲ့ခါကျတော့ဒီသူတို့မိသားစုတွေကဘယ်မှသွားစရာနေရာမရှိလို့သူတို့ပြောတယ်အဲ့ဒါကိုသူကဒလန်ပါဆိုပြီးတော့ဒီ51တက်ကဘူးရအကုန်လုံးဟိုနဲ့ဖမ်းလိုက်ပါအကုန်လုံးကျိုးတုပ်အတိုင်းမှာကျိုးတုပ်ပြီးတော့အိမ်ကိုမီးရှို့လိုက်ပါတယ်မီးရှို့တဲ့အချိန်မှာအော်တဲ့အချိန်မှာဒီ51တက်ကဘူးရနေဖြစ်တယ်ဆူညာပဲလို့ပြောတော့သူတို့ဘက်ကိုဝင်ဖြစ်ပြီးတော့တွားပစ်မီးရှို့နေတန်းလည်းပဲပြစ်တက်ခိုင်းလိုက်ပဲအဲ့ဒီဖြစ်ပြီးနောက်ရက်အနေငယ်ကြာမှာပဲဒီအလုံးလုံးပြီးတော့ဆက်လန်းသွားလောက်တာလို့ပြောတယ်ဆက်လန်းသွားလောက်ပြီးပြန်လာတဲ့မိသားစု9ယောက်ကိုသူကပြန်มาဝိုင်းကိုပြန်มาဟောပစုံမြောင်းသူတို့ကဒီရွာကောင်းသေးအောင်မလို့ရွာဖြက်လာတဲ့ဥစ္စာအဲ့ဒါကျွန်တော်ဈေးပိုင်းမှာသူတို့ဖမ်းထားတယ်ရဲအောင်ကျွန်တော်တို့ရှိကိုလှမ်းခေါ်လိုက်တယ်ခေါ်တဲ့ချိန်မှာကဲခင်ဗျားဒီကဒါခင်ဗျားတို့ကညောင်လေးပင်သားတွေနေကန်နေဆိုတော့သူတို့တိလာဆိုမေးတယ်ကျွန်တော်တို့ကမသိဘူးမေးတယ်မသိဘူးမေးတဲ့အချိန်မှာရိုက်နှက်ပြီးတော့ကျွန်တော်မေးကြတယ်ခင်ဗျားဘယ်သွားမှလဲအခုမှခင်ဗျားတို့ဒါဘယ်ကလာတာလဲခင်ဗျားဒီရွာမှာသွားလာလို့မရတော့ဘူးဆိုတော့ခင်ဗျားတို့မသိဘူးလားကျွန်တော်မေးတဲ့အချိန်မှာသူတို့ကလည်းမေးတယ်ပြောရင်မှာဘယ်လိုပြောတော့ဆိုတော့ဟိုသူတို့မသိလို့ဝင်လာတာဝိုင်ဟိုသွားမှဆိုတော့အဲ့ဒီမှာကျွန်တော်ကလည်းတခါပြန်ပြီးတော့နှိမ့်ဖြစ်လိုက်တယ်အဲ့ဆိုလို့ရှိရင်တော့ဒီပစုံမြောင်းသားရှိတယ်ပစုံမြောင်းသားဘာလို့လဲဆိုတော့ကိုစန်းဦးတို့ခနဲ့တို့ကိုဆိုင်တို့ကိုကျွန်တော်ခေါ်ပေးလိုက်တယ်ခေါ်ပေးလိုက်အချိန်မှာသူတို့ကိုခေါ်ပေးပြီးတော့ကျွန်တော်သူတို့နဲ့ဟိုသူတို့လက်ကိုအပ်ပေးခဲ့လိုက်တယ်အဲ့အချိန်မှာသူတို့ကလည်းမေးတာပေါ့မေးမှာရိုက်နှက်ပြီးတော့မေးတယ်အဲ့အချိန်မှာအဲ့9ဦးမှာကလေး2ဦးလင်မယား2ဦးရဲ့တော့အရွယ်ဟို20လောက်20ကျော်ဝင်း20ကျော်လောက်ယောက်ျားသားတယောက်အဲ့ဒီ9ယောက်ကိုမေးတဲ့အချိန်မှာသူတို့ကလည်းဟိုသူတို့သွားလာမယ်နေလမ်းကြောင်းသူတို့အမှန်ပြောတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကတော့ဟိုကျွန်တော်လည်းလမ်းမေးတယ်မသိဘူးကျွန်တော်ကတော့မသိဘူးပြောတာပေါ့ဒါပေမဲ့ तू ကပစုံမြောင်းသားကိုဆိုင်ရသူတို့မေးတဲ့အချိန်တော့မေးတဲ့ခါကျတော့လေသူတို့ကလည်းမသိဘူးဆိုတော့ကဲမသိဘူးဆိုတော့လေဒါခင်ဗျားတို့သဘောပဲခင်ဗျားတို့ဆက်ပြီးတော့ရှင်းလိုက်တော့ကျွန်တော်တို့ကတော့ကျွန်တော်စကန်ကျွန်တော်ပြန်မယ်ကျွန်တော်ပြန်လာခဲ့တယ်နောက်နေ့မှာကျွန်တော်မေးတဲ့ခါကျတော့ဘယ်လိုလုပ်လိုက်လဲလို့ဟိုဘယ်ကိုပို့လိုက်လဲလို့ကျွန်တော်မေးတော့20ကိုပို့လိုက်တယ်သူပြောပါတယ်ခင်ဗျာအဲ့ဒီမကြအဲ့ဒီအချိန်နည်းနည်းကြာမှာပဲကျွန်တော်တို့ကဒီပစုံမြောင်းရွာတွေကစာသင်ကျောင်းတစ်ကျောင်းပါလူတန်းတွေကြားတယ်ဆိုရင်ကျွန်တော်ဖြတ်လာလောက်ရတယ်အဲ့ကျောင်းကျွန်တော်ကြော်သွားတယ်ကြော်တဲ့အချိန်ကမှအဲ့ကျောင်းသားရောက်တော့လူတန်းကြားလို့ဆိုတော့ခရုံးဆိုတော့အတန်ကြားလိုက်လို့ဆိုပြီးတော့ဟာဒီထဲမှာပါလဲပေါ့ကြောင်တော့ခွေးလို့တော့မရှိတော့ဘူးဆိုတော့ဒါဆိုတော့လူပဲဆိုပြီးတော့ကျွန်တော်တို့တွက်ကြည့်တယ်တွက်ကြည့်ရင်မှာတမခွန်မရှိကတမခွန်ပေါ့ခွန်အဲ့ရကတော့အဲ့ဆိုကိုလိုက်မဲ့ခမရောက်တွက်ကြည့်ကျွန်တော်အပွားထောက်ပြရမယ်ဆိုတွက်ကြည့်ခိုင်းတယ်ကြည့်တဲ့အချိန်မှာကျွန်တော်တွက်ကြည့်လိုက်အောင်လူတယောက်တွေ့ခဲ့ပါတယ်လူတယောက်တွေ့တော့ကျွန်တော်ဖမ်းလာခဲ့တယ်အဲ့ဒီလူကအသက်30ဝန်းကျင်လောက်ရှိပါမယ်အဲ့ခမဘာလာလို့လာပေါ့သူကမေးတယ်ကတော့ကလေးပေါ့သူကဗမာလိုမဖြစ်ဘူးကင်လိုပဲပြောတဲ့ခါကျတော့ကင်လိုရောဘယ်လိုသူကဘလူပြောလို့ပြောနေမှမသိဘူးဒါပေမဲ့လူကစိတ်နှံ့လားမနှံ့ဘူးလားတော့ကျွန်တော်ယူစားတော့ကျွန်တော်ကတော့မယူစားတတ်ဘူးအဲ့ရှင်ပါအဲ့နဲ့
တော့ကျွန်တော်မေးတဲ့အချိန်မှာဘာမှလို့တော့မပြောတော့ဟာဒါဆိုတော့ကတော့ကလေးပြောဒါဆို PDF ပဲဒီထဲမှာ PDF တွေအရင်တော့ခိုးအောင်သွားတာမင်းတို့ PDF တွေကကြက်နေကြတာမင်းတို့ဘာလဲဘာလာထောက်လန်းတာလဲဆိုတော့သူကမေးတဲ့အချိန်မှာအဲ့ဒါမေးနဲ့ဒီဘက်ကျောင်းဒီဘက်နားလောက်မှာဇေလန်းလောက်မှာကျွန်တော်ခေါ်သွားပြီးတော့အမေဒါဆိုတော့မင်းတို့အဖွဲ့တွေဘာမှလဲသူကမေးတယ်မှန်ဖြေသူကဘာမှလို့မဖြေဘူးကင်လိုပဲပြောတယ်ကင်လိုလားရှမ်းလိုလားရှင်းလိုလားမသိဘူးအသက်30ဝန်းကျင်ဆိုတော့ဟိုသူကနေတော့တောက်တယ်ဟာမင်းအဲ့ဆိုလို့ရင်လောက်တော့မေးတာမဖြေဘူးဟာဆိုတော့ကျွန်တော်ရှုပ်ခိုင်းပါလေကျွန်တော်ရှုပ်ခိုင်းပြီးကျွန်တော်ကင်ပေးထားတဲ့ခါကျတော့သူကကျွန်တော်ဒီခေါင်းကကင်လို့ပြောတယ်ခေါင်းကကင်ကျွန်တော်ခေါင်းကိုသူညင်အောင်ကင်ပေးတာသူမေးနေတာကိုသူရိုက်တက်ပြီးမေးတော့လည်းမဖြေဘူးမဖြေအောင်ဟာဆိုတော့သူလေပင်ကိုကတော့ခေါ်ကတော့ကနေပေါ့လေပင်ကိုဓာတ်နဲ့လှီးလိုက်ပါလေကျွန်တော်တစ်လပိုင်း2024တစ်လပိုင်း3ရက်နေ့ပါကျွန်တော်တို့ပစုံမြောင်းစွတ်တလဲပိုင်းကိုကျွန်တော်ထပ်ပြီးတော့တာဝန်သွားထမ်းဆောင်ခဲ့ရပါတယ်အဲ့ဒီမှာကျွန်တော်အပါဝင်မင်းမော်ဦးမြင့်မြတ်အောင်တိုင်မင်းထွန်းကျော်ဦးဟုတ်ကဲ့ကျွန်တော်အဲ့9ယောက်ထပ်ပြီးတော့သွားပြီးတော့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်အဲ့ဒီအချိန်ကပါစွတ်တလဲကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ကအလောက်ကမရှိဘူးအလောက်မရှိတော့ကျွန်တော်ကဒီဘူကြီးမ20ခမရ20ကဘူကြီးတွေခိုင်းတော့ကျွန်တော်လိုက်လောက်ရပါတယ်အဲ့ဒီမှာခမရ20ကခမ20ကဘူကြီးကျွတ်သွားလင်းနဲ့ကျွန်တော်ဘာလောက်ရလဲဆိုတော့သူတို့ခိုင်းတာတွေကျွန်တော်လိုက်လုပ်ပေးရတယ်ဒီအိမ်တွေကဒီဘောတစ်တွေကိုသူတို့ကားနဲ့တင်တယ်တစ်တွေပြင်တွေစသဖြင့်ကျွန်တော်အကုန်လုံးပေါ့ဖိုးတန်တာပစ္စည်းပြိဘောကပစ္စည်းကျွန်တော်4လပိုင်း2024 4လပိုင်း10ရက်နေ့မှာစစ်ကောင်စီရဒီပေါ်မှာကျွန်တော်တို့ဒီစစ်မှုထမ်းရအတွက်ဆိုတော့ကြီးညာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကလက်ကမ်းစားဆောင်နေလိုက်ပြီးတော့ကျွန်တော်ဝေခိုင်းပါတယ်ကျွန်တော်ဝေခိုင်းတဲ့အချိန်မှာကျွန်တော်ခေါင်းမောင်းဥကွိတော့ကိုကွိတော့ခေါ်ကိုကြော်ညင်ရဒီပေါ်မှာကျွန်တော်ကိုလိုက်ပြီးတော့ဒီလက်ကမ်းစားဆောင်နေလိုက်ပြီးဝေခိုင်းပါတယ်အဲ့ဒီမှာဘယ်သူပါအောင်လဲဆိုသူကကိုကွိတော့ကကိုကြော်ညင်ရဒီပေါ်မှာကျွန်တော်ကိုတွဲဟိုနေပေါ့ဒါလောက်ရမယ်ဘလူလောက်ဆိုပြီးတော့ပြောတဲ့အချိန်မှာအဲ့ဒီမှာကျွန်တော်ကလေးကလူပြန်ပြီးတော့ဆင်းလိုက်ပါတယ်ဘယ်နှယောက်ဆိုပြီးတော့ဒီမှာကျွန်တော်ပါဝင်ဦးကွန့်ကြီးမင်းမော်ဦးဦးကွန့်ကြီးမင်းမော်ဦးလှိုင်မင်းထွန်းကျော်ဦးနိုင်လင်းစိုးကိုဖြူတခေါ်ကိုစိန်ထွန်းကျွန်တော်တို့အလုံး22ယောက်ဗျဟုတ်ကဲ့ကျန်တာရဟိုအလုံးအားနဲ့ကျွန်တော်ကအလုံးလူစင်ပြီးတော့ကျွန်တော်တို့ကဒီလက်ကမ်းစားဆောင်တွေလိုက်ဝေပါတယ်ဝေပြီးတဲ့အချိန်မှာကျွန်တော်ကဘယ်လိုမြူဆွဲရလဲဆိုတော့ခင်ဗျားတို့တင်တန်းသွားမှာဝေးမဟုတ်ဘူးဒီ20တင်ပဲ20မှာနေပဲခင်ဗျားတို့တက်ရမယ်20မှာပဲတက်ပြီးလို့ချင်းခင်ဗျားတို့အိမ်မှာပဲပြန်နေရမှာခင်ဗျားတို့လာစားရတယ်အိမ်မှာပဲနေရမှာဆိုပြီးကျွန်တော်အဲ့လိုမြူဆွဲခဲ့ပါတယ်အဲ့နဲ့ကျွန်တော်တို့မြူဆွဲပြီးတော့ကျွန်တော်တို့ဟိုအသက်ပြည့်တဲ့လူတွေဆိုလို့ရှိရင်အဲ့ဒီမှာပဲကျွန်တော်တို့အဲ့ဒီကြံမတိုင်ခင်မှာအားချင်းကျွန်တော်မ20ကိုတွားရပို့ဆောင်ခဲ့ပါတယ်ဒီကြံတွင်းမှာကျွန်တော်နားလိုက်ပါတယ်နားပြီးတော့ကျွန်တော်ကဒီကြံတွင်းမှာလုံခြုံရေးကိုကျွန်တော်ကဒီမန်နက်တွေတော့ကျွန်တော်ဆက်လိုက်ပြီးတော့ကျွန်တော်တာဝန်ယူပေးရပါတယ်အဲဒီမှာယူပြီးကျွန်တော်ဒီကြံပြီးသွားတဲ့ကာလမှာကြံတဲ့လူတွေကိုထပ်ခေါ်ပြီးတော့ကျွန်တော်20မှာပဲနောက်ဆုံးလုံခြုံရေးယူပေးရတော့တယ်9လပိုင်း9ရက်နေ့မှာစတင်ပြီးတော့ကျွန်တော်ထွက်ခွာခဲ့ပါတယ်ကား6စီးနဲ့ကျွန်တော်စတင်ပြီးတော့ထွက်ခွာခဲ့တယ်ထွက်ခွာခဲ့တဲ့အချိန်မှာကျွန်တော်440မှာတွားပြီးတော့ပေါင်းပါတယ်440ကဘယ်နဲ့စီးလဲလို့ဆိုတော့ကျွန်တော်မသိပါဘူးခင်ဗျသူတို့ကြီးပါများတယ်အဲ့ဒါကျွန်တော်ကြီးကပါတဲ့လူအင်အားကတော့6ယောက်ပါပါခင်ဗျကျွန်တော်ပါဝင်ဦးကွန့်ကြီးဖိုးရှိကျော်ဦးတန်းထေဟုတ်ကဲ့ကျွန်တော်ပါဝင်6ယောက်ပါခင်ဗျအဲ့ဒါကျွန်တော်တို့စတင်ပြီးထွက်ခွာတဲ့အချိန်မှာ440ရာဒီပုံမှာအမြန်လမ်းပေါ်တက်ပါတယ်အမြန်တော့ကျွန်တော်ပထမဆုံးကြားတာကတော့ဒီတတက6လူဆိုပြီးတော့ကြားပြီးတော့နောက်ဆုံးမဟုတ်ဘူးကရန်ကုန်ဘက်မောင်းသွားတော့ဘယ်သွားမလို့မသိဘူးဆိုပြီးတော့အဲ့ဒီမှာကျွန်တော်နှစ်ချက်ခွဲ3နိုင်လောက်ပါကျွန်တော်စီလဝါစိတ်ကောင်းကိုရောက်ပါတယ်စီလဝါစိတ်ကောင်းရောက်တော့မှတင်မောနဲ့ဟိုနေရှင်းတွင်းဆိုတဲ့သူတို့ဒီစစ်တင်မောပေါ့စစ်တင်မောကြီးနဲ့ကျွန်တော်တို့ပို့ဆောင်ပေးခဲ့ပါတယ်9နိုင်ထိုးမှာစတင်ထွက်ခွာခဲ့တယ်9ရက်နေ့ညနေ9နိုင်မှာစတင်ထွက်တယ်10ရက်နေ့မနက်နေ့လယ်1နိုင်ထိုးမှာမော်လမြိုင်စိတ်ကောင်းကိုကျွန်တော်ရောက်ပါတယ်အဲ့မှာမော်လမြိုင်စိတ်ကောင်းကိုတော့မဆိုင်ဘူးကျွန်တော်ဒီမှာတန်လွင်တရားနဲ့ခံနေလို့ဆိုပြီးတော့ဒီဘက်မှာရက်ထားပြီးတော့ဟိုဘက်ကလူကကျွန်တော်ဟိုတင်မောနဲ့ပေါ့တော့ကျွန်တော်ဒီစစ်တင်မောနဲ့ကျွန်တော်တို့ကက်တော့လာပြန်ကြိုပါတယ်3နိုင်ခွဲမှာကျွန်တော်ကားပေါ်ရောက်ပြီးကားပေါ်စတင်ထွက်ခွာခဲ့တယ်
ထောက်ခွာခဲ့တဲ့အချိန်မှာဟိုကျွန်တော်တထောအမှတ်ကိုတင်နန်းကြောက်ကိုညနေ6 နာရီခွဲမှာကျွန်တော်ရောက်ခဲ့ပါတယ်9 လပိုင်းမှာကျွန်တော်တင်နန်းသားသွားပို့ပြီးပြန်လာတဲ့အချိန်မှာ9 လပိုင်း12 ရက်နေ့မှာကျွန်တော်ရွက်လောက်ကိုတာဝန်ကျခဲ့ပါတယ်အဲ့မှာကျွန်တော်အပါဝင်အလုံး9 ဦးအဲ့ကျွန်တော်ကြာတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာကျွန်တော်တို့အခုလိုပေါ့ဟိုပထမပိုင်းလိုပဲဟိုဓာတ်ဆီတို့ဒီဇယ်တို့မြေဩဇာတို့ကျွန်တော်တက်ခွင့်မပေးပါဘူးအဲ့တော့ကျွန်တော်မနက်ဆရာတွေပဲကျွန်တော်တို့မနက်ဆရာတွေပဲဓာတ်ရဲ့ကျွန်တော်တို့လောကကိုကွန်မန်လှမ်းပေးထားတဲ့ခါကျတော့ကျွန်တော်အဲ့ဒါတွေကိုဖန်စီထင်းသိမ်းခဲ့တယ်အဲ့တော့ကျွန်တော်တို့ကတဲမယ်ဆိုရင်ကျွန်တော်စက်ကြီးကောက်ပါတယ်အဲ့စက်ကြီးနဲ့ကျွန်တော်စက်ကြီးကိုဒီပြပါကိုဘလောက်တဘိုးကိုတစ်ခေါက်ကိုဘလောက်ဆိုပြီးကျွန်တော်စက်ကြီးကောက်ခဲ့ပါတယ်မြေဩဇာရယ်ဆိုလို့ရှိရင်လည်းကျွန်တော်တစ်လုံးကို1000ပြည့်1000 900ကျွန်တော်ကောက်ခံခဲ့ပါတယ်အဲ့ဒီမှာပဲအဲ့လိုနဲ့ကျွန်တော်ကောက်ခံပြီးတော့ကျွန်တော်9 ယောက်ကအဲ့မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်နောက်ရက်အနေကကြာမှာရေပြူကမ်းမှာနာရေးအိမ်နာရေးရှိပါတယ်အဲ့နာရေးရှိတဲ့အိမ်က PDF အိမ်ပါ PDF တွေရောက်နေပါဆိုပြီးတော့သူတို့ကနေပေါ့ဟိုနေတို့ကနေပေါ့ကောက်ကွေ့ကနေတို့ရှိကိုတင်လှမ်းပို့ပါတယ်အဲ့နဲ့နေတို့ကနေမှာကျွန်တော်လှမ်းပြီးတော့တင်ပို့ပါတယ်ပို့တော့ရောဟာညီလေးလိုပဲကောက်ဟိုမှာရေပြူကမ်းထဲမှာတော့ဒီနာရေးအိမ်က PDF ဖြစ်နေတယ် PDF တွေရောက်နေတယ်ဆိုပြီးတော့ကျွန်တော်တင်ပို့နေချိန်မှာအဲ့ဆိုရင်20ကိုပို့လိုက်လေဆိုတော့ဟိုခမိုင်းက20ကိုပို့လိုက်လို့ပြောတဲ့အချိန်မှာသူကဟဲ့ငါလည်းပို့ပြီးငါကြီးမင်းလည်းထပ်ပို့လိုက်အောင်ဆိုတော့အဲ့မှာကျွန်တော်လည်းထပ်ပို့လိုက်တယ်ထပ်ပို့ရင်မှာခမိုင်း20ကိုကျွန်တော်ပို့လိုက်ချိန်မှာဘူကြီးဘုံမွန်းနေလေးရှိကိုကျွန်တော်ပို့ပါတယ်အေးငါတို့လည်းအခုပဲစီစဉ်နေဆိုတော့အမှန်နဲ့ကျွန်တော်ပြောပြီးတော့မိနစ်ပိုင်းမှာပဲခမိုင်း20ရလူကမှကျွန်တော်ဟိုတရားဟိုပါ120တရားဟိုနေပေါ့120မမသူကပြစ်ထုတ်လိုက်တဲ့ပြစ်လိုက်တဲ့အချိန်မှာအနာရိတ်ဟိုတဲသွားကြပါလေကြားတဲ့အချိန်မှာနာရိတ်အိမ်မှာရှိနေတဲ့လူကလည်းအစုလိုက်အဲ့နေရလဲသူကနာရိတ်ရှာမဲ့နေဖြစ်နေတဲ့ခါကျတော့လူကအစုလိုက်ပြုံလိုက်ဆိုတော့မှထပ်ပြီးတော့3 ယောက်ပွဲချင်းပြီးပါတယ်အဲ့တော့6 ယောက်လောက်6ဟိုနေပေါ့6 ယောက်ထက်မနည်းပေါ့ဒဏ်ရာရရှိခဲ့ပါတယ်ကျွန်တော်9 လပိုင်း2024 9 လပိုင်း29 ရက်နေ့ရစပြီးတော့ကျွန်တော်တို့ကရေပြူကဟိုသူကရှင်းလင်းဝင်မယ်ဆိုပြီးညကင်းတနာရီခွဲလောက်မှာကျွန်တော်တို့စတင်ထွက်ခွာခဲ့ရပါတယ်စတင်ထွက်ခွာခဲ့ရတဲ့အချိန်မှာကျွန်တော်တို့ညကင်းမှာစထွက်တဲ့အချိန်မှာကျွန်တော်ပါဝင်5 ဦးနောက်ကောက်ကွေ့ရွာနေတူဦးဆောင်ပါဝင်နောက်ပြီးတော့ကျွန်တော်မျိုးမလေးအဖွဲ့ရဆိုလို့ရှိရင်ဟိုဥက္ကလာကြီးဦးဆောင်မှုနဲ့4 ဦးမုတ်ခမှုရွာဆိုလို့ရှိရင်မုတ်ခမှုရွာကိုဝါလေးဦးဆောင်5 ဦးလို့ကျွန်တော်တို့ကအဲ့မှာကျွန်တော်စတင်ပြီးတော့ထောက်ခွာခဲ့ရပါတယ်ထောက်ခွာတဲ့အချိန်မှာကျွန်တော်တို့ကဒီအနောက်ကုန်းကျောင်းထိပ်ကိုရောက်တော့အချိန်မှာဒီနောက်ကတက်ကိုကျွန်တော်ဆောက်ရတယ်တက်ကဆောက်တော့တက်ကသူလာတဲ့တက်ကဒီ984ခမရ984မိုင်းရှူတက်လို့ပြောပါတယ်ဒုတိယပုံမူကြီးဦးဆောင်ပြီးတော့ဒီမှာနောက်ပြီးတော့ဒီစစ်ကြောင်းမှုလည်းပါတယ်စစ်ကြောင်းမှုတို့တော့ကိုကဲမှုတွေပေါ့3 ဝင်းနဲ့ရာရှိလည်းပါပါတယ်ခင်ဗျအဲဒီမှာကျွန်တော်တို့ကို point လုပ်ပြီးတော့ရှင်းခိုင်းတယ်ရှင်းခိုင်းတဲ့အချိန်မှာကျွန်တော်တို့ကလည်းဝင်ရှင်းပေးတယ်နောက်ဆုံးသူတို့လည်းဝင်ပြည့်တဲ့အချိန်မှာလူဒီရွာသားတွေထိကုန်တယ်တဲ့အချိန်မှာထိတဲ့လူလည်းထိပေါ်ကြားတဲ့လူလည်းကြားအဲ့ဒါကိုနောက်ကလူကကားနဲ့လူတွေကိုပြန်ဆွဲထုတ်သွားတာတော့ကျွန်တော်သိပါတယ်ခင်ဗျဘယ်လိုလုပ်တယ်ဆိုတော့ကျွန်တော်ကအဲ့ဒါတော့ကျွန်တော်ဆက်လက်ကျွန်တော်မသိဘူးဘာလို့ဆိုတော့ကျွန်တော်တို့ကရှေ့ကိုဆက်ပြီးတော့မဲနေရတဲ့အတွက်မလို့ဒီနောက်ကပြန်ပြီးတော့ကျွန်တော်တို့ကဟိုပြန်ပြီးမသိနိုင်တာပါဟောကျွန်တော်အဲ့ဒီမှာပဲမနေ့7 နာရီလောက်ကျတော့ကျွန်တော်ရွာလူကြီးကိုခေါ်ခိုင်းလိုက်တယ်ရွာလူကြီးဘယ်လိုလဲဆိုတော့ကိုဖိုးတို့လို့ခေါ်ပါတယ်ကိုဖိုးတို့ကိုလည်းခေါ်လိုက်တဲ့အချိန်မှာသူကရောက်လာတယ်ကိုဖိုးတို့နဲ့ကဲခင်ဗျဒီရွာတွေကခင်ဗျလူကြီးလားမပြောဟုတ်ကဲ့သူလူကြီးပါလို့ပြောတယ်အဲ့ဒါကဲအားဆိုခင်ဗျယာယီမှုရရှိတာရှိတယ်လို့ပြောတယ်ယာယီမှုနဲ့သူဒီလူကြီးနဲ့ပေါ့အားလုံးတိမ်တဲ့ကျွန်တော်တို့လူလိုက်ပြီးတော့စစ်တယ်အဲစင်းပုံစံမျိုးပေါ့လိုက်ပြီးတော့ကျွန်တော်လိုက်ကောက်ခံဟိုခေါ်ပြီးတော့ဟိုဒီတက်ကတော့သူကစာတင်ကြောင်းဘက်မှာသူကထိုင်လာတယ်ရေပြူကန်ရွာလေတဲ့စာတင်ကြောင်းအဲ့မှာထိုင်လာပြီးတော့သူကခေါ်ခိုင်းတယ်အကုန်လုံးဒီစာတင်ကြောင်းကိုလာဆိုပြီးတော့ခေါ်ရချင်းမှာညနေလောက်ထိကိုတို့ဒီလူအဲစင်းစစ်တာပေါ့အဲစင်းစစ်တာလူဦးရေဘယ်လောက်ရှိတယ်ဆိုတော့သူတို့စစ်တဲ့ခါကျညနေကြီးတယောက်မပြီးဘူး
အဲ့မှာဈေးသွားရောက်တဲ့လူတွေရှိတယ်သူကအဲ့ကျွာသူကဈေးရောက်ဈေးဝယ်သူကဟိုရောင်းဝယ်သမားများတယ်အဲ့ညနေခင်းကျတော့4 နာရီခွဲ5 နာရီလောက်ကျတော့အဲ့ဒီလိုပေါ့စိုက်ကယ်နဲ့ပြန်လာတာပြန်လာဟိုဘက်ထိပ်ကဝင်ကျွန်တော်ဒီဂွေကုန်းဘက်ထဲကိုထွက်တဲ့ထိပ်နာမှာလမ်းပေါက်ရှိသေးတယ်ဟိုကျွန်တော်ဘယ်လိုပြောမလဲတင်ကြကုန်းလမ်းလို့ပြောတယ်အဲ့လမ်းကိုသူတို့အဲ့ဘက်ကလူတွေဆိုတော့အဲ့ဘက်ကိုလာတဲ့ရှင်ကျတော့သူကကဲခင်ဗျားတို့ဒီကဘယ်ကလာတာလဲဆိုတော့သူကဈေးရောက်ပြီးပြန်လာတော့နေတို့ကနေပေါ့သူနေတို့ဥဆောင်မှုနဲ့ကျွန်တော်ကနေရတာနေတို့ကသူကစမေးလိုက်တယ်ခင်ဗျားတို့ဒီချိန်မှပြန်လာဘယ်ကပြန်လာကြဆိုတော့သူဈေးရောက်ပြီးပြန်လာတာခင်ဗျားဒီချိန်နဲ့ဒီချိန်ခင်ဗျားဈေးရောက်ပြီးပြန်လာတော့ဖြစ်နိုင်ဘူးခင်ဗျားအကုန်လုံးဒူးထောက်စီကိုထောက်ခိုင်းတာလေခင်ဗျားဒီရွာမှာလောက်ဖြစ်နေလို့ဆိုခင်ဗျားမသိဘူးလားဆိုတော့သူကမေးတဲ့ချိန်မှာဟောသူတို့လည်းသိပါတယ်သိတယ်ဆိုတော့သူတို့ဖုန်းနဲ့လှမ်းဆက်ပြီးမေးတယ်ဝင်လို့ရပြီလားဆိုတော့ရပြီဆိုတော့သူတို့ဝင်လာခဲ့တာပြောတယ်အဲ့ဒီမှာမင်းတို့မလျှော့ဘူးမင်းတို့က PDF ပဲဆိုတော့နေတို့ကနေပေါ့သူတို့ပြောပါတယ်ပြောတဲ့အချိန်မှာအယုံဟိုကလည်းဘယ်လိုပဲပြောပေါ့သူကဒီနေတို့ကြတော့သူကအများကြီးသိကြတယ်အဲဆိုတော့ဒီကောက်ဝိရွာသားဆိုတော့အမို့ကျမတို့လည်းပေါ့ဒီရွာမှာသူမေးပြီးဝင်လာခဲ့တာဝင်လို့ရတယ်ဆိုတော့သူတို့ဝင်လာခဲ့တာမဟုတ်ဘူးမင်းတို့ PDF ပဲဆိုတော့ဒူးတော့ခိုင်းပြီးတော့နောက်ကျောဘက်ကလေပေါ့ကျွန်တော်တို့အဖွဲ့ရောသူတို့အဖွဲ့ရောတက်ကအဖွဲ့ရောရှိပါတယ်ခင်ဗျအားလုံးအားနဲ့အဲ့ကိုရလို့ပြစ်ခိုင်းလိုက်ပြစ်တပ်လိုက်တယ်ပြစ်လိုက်သူတို့မတင်ငါလို့ပြစ်လိုက်တယ်ဆိုပြီးတော့အထက်ကိုတရင်ပို့လိုက်ပါတယ်ဒီကိုရောက်ကသူတို့ဒီပါဒီချိန်နဲ့ဒီချိန်သူပြန်လာတယ်ပြန်လာတာတစုတစီတဲ့ဘာလို့ဖို့လဲဘာအကြံစီနဲ့လည်းမသိဘူးဆိုတော့သူကခမရ20ကိုတရင်ပို့ပါတယ်ပို့တဲ့အချိန်မှာခမရ20တော့ဘာကြောင်းမြန်မှုမှကျွန်တော်မှမရရှိလိုက်ပါဘူးအဲဆိုတော့သူနဲ့ပဲပြီးနေရဆိုတော့သူကခေါင်းပေါင်းသူကဥဆောင်မှုနဲ့သူလုပ်နေတာဆိုတော့အဲ့မှာကျွန်တော်တို့ကအဲ့တီဟိုချဘေးနားမှာကြွားသားတွေကိုခေါ်ပြီးတော့ကျွန်တော်တို့တူးရပါတယ်အဲ့ပေါ်တော်လန်းဆိုတာရှိတယ်ကျွန်တော်ရေပြူကဟိုကဂွေကုန်းဘက်ကလာမယ်ဆိုလို့ရှိရင်တော့ညောင်လေးမင်းဘက်တက်မယ်ဆိုရင်ဒီရေပြူကရွာရဲ့ထိပ်မှာပေါ်တော်ဘက်ကိုခွဲထွက်တဲ့လမ်းလေးရှိပါတယ်အဲ့ဘေးနားမှာလည်းဟိုကျွန်တော်ဘဘူတူးညောင်းနေရှိတယ်ဒီဘက်ဘေးဒီတရားအဲ့ပေါ်တော်ဘက်ကိုတောင်းမယ်ဆိုလို့ရှိရင်ဘယ်ဘက်ရှမ်းမှာပါအဲ့ဒါတီဟိုပင်နေရှိတယ်အဲ့ဘေးနားမှာအကုန်လုံးမြုပ်ဟိုကျင်တူးပြီးတော့ကြွားသားတော်တော်နည်းနည်းတူခိုင်းပြီးတော့အကုန်လုံးမြုပ်ထားပါတယ်ယောက်ျား6ယောက်မိန်းမ3ယောက်ဟောအဲ့ဒီရဲ့ကျွန်တော်လုပ်ပြီးညနေမှာပဲဒီရွာသား9ဦးဒီ PDF တဲ့သူတို့ဝင်သွားတယ်သူတို့ရဲ့ညီကိုမောင်နှမတွေလို့ပြောပါခင်ဗျပြောတယ်ဆိုတော့အဲ့ဒါ तू ကမေးတယ်ခင်ဗျာညီကိုမောင်နှမတွေဘယ်ရောက်သွားလဲကိုကအလုတ်သွားလုတ်တယ်ပြောတယ်အဲ့ဒါဆိုတော့သူတို့ကတင်ရသူတို့စစ်မေးတယ်ရိုက်ပြီးတော့လည်းမေးတယ်ဟိုကတော့ကာရှင်တွေကတော့သူတို့ညီကိုမောင်နှမတွေသေသားချင်းတွေဆိုတော့အလုတ်သွားတယ်အလုတ်သွားလုတ်တယ်ပဲပြောတယ်အဲ့ဒါဟိုကတွေပေါ့ကျွန်တော်ခမရ984ရဒီကျွန်တော်မန်ယူတက်ကဟိုဒုဗိုလ်မှူးကမဟုတ်ဘူးနော်အဲ့လူတွေအခုဆက်သွယ်ပေးဆိုတော့ဟိုဆက်သွယ်လို့လည်းမရဘူးဆက်သွယ်လို့မရတော့သူကဒါဆိုတော့ခမရ PDF ပဲ PDF တဲ့ဝင်တော့ဆိုခမရတို့မတားဘူးလားဘာဖြစ်နေညာပဲဆိုတော့သူတို့အဲ့9ဦးကိုဒီခမရ20ကိုသူတို့ပို့ဆောင်ခဲ့ပါတယ်အဲ့ပို့ဆောင်ခဲ့တဲ့9ဦးကတော့ဒီအသက်30အကျော်30ဝန်းကျင်အဲ့လောက်က3ဦးအသက်20အကျော်ဝန်းကျင်က2ဦးဟုတ်ကဲ့အဲ့ဒါကျွန်တော်အဲ့9ယောက်ကိုခမရ20ဆိုသူတို့တွဲပြောင်းပေးခဲ့ပါတယ်ခင်ဗျအဲ့ဒီအချိန်မှာပဲကျွန်တော်လည်းအမှနေလာတာကြာလာတဲ့အမြပေါ့တော့ပါစားစရာလည်းမရှိတော့ကျွာတွေကဟိုကြက်တို့ဘာတို့ကျွန်တော်ပစ်စားကြတယ်နွားလည်းပြစ်လိုက်နွားလည်းပြစ်ပြီးတော့စားခဲ့တယ်အော်ရက်ဒီမှာတော့ကျွန်တော်ဒီနေအိမ်တွေကပစ္စည်းတွေကိုကျွန်တော်တို့ထုတ်ပြီးတော့ကျွန်တော်ရောင်းစားခဲ့ပါတယ်ဘာရောင်းစားတော့ကျွန်တော်တို့ကတော့အတူအစားတွေပဲကျွန်တော်ရခဲ့ပါတယ်ကျွန်တော်တို့မှရောင်းစားခွင့်တက်ကတော့ဒီအဲ့ဒီမှာဗာတက်နဲ့ဘယ်တက်နဲ့ရှင်းသွားလဲဆိုတော့ဒီ59တက်ကရဲဘော်တွေအဲ့ရဲဘော်တွေကတော့သူတို့ကကျွန်တော်တို့ဒီအင်ဂျင်တွေပါလေဆိုသူမှသူရောင်းစားတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လောက်တွေလည်းကျွန်တော်တို့မှမမျှော်လင့်ပါဘူးဒါကျွန်တော်တို့စားဖို့တွေရရင်ပြီးကြပဲဆိုတော့ကျွန်တော်အတူတော်လေးကျွန်တော်ရောင်းစားခဲ့တယ်သူတို့တွေကတော့စက်တွေရှိတဲ့ဒီအိမ်တွေကပစ္စည်းတွေအစားပေါ့သူတို့ထုတ်ယူရောင်းစားခဲ့တယ်အဲ့လိုနဲ့သူတို့လက်ချတာသူတို့ဒီအိမ်ကမသိကြဘူးဒီမှာဟိုNLD အိမ်လန်တွေပါရှိတယ်အိမ်တွေပါတွေ့တယ်ဆိုလို့ရှိရင်အဲ့ဒီကိုသူတို့မေးရှို့ခဲ့ပါတယ်ခင်ဗျကျွန်တော်အဲ့984တက်တဲ့တုန်းကတော့အဲ့လိုဖြစ်ပြီးကျွန်တော်ဘယ်လိုပြောမလဲဆိုတော့သူမေးတယ်လိုက်လံစစ်ဆေးတယ်သူတို့တက်ကအဖွဲ့တွေလိုက်ပတ်တယ်
ကျွန်တော်တို့ဖွဲ့ယူပါခေါ်တယ်ဘယ်နေရာဘယ်လမ်းဘယ်သွားရင်ဘယ်ရောက်တယ်ဆိုတာကျွန်တော်တို့မေးတယ်အဲ့မှာလေလုတ်ပြီးတော့အဲ့ကျွန်တော်ကတော့သူကလေတွေလုံနေကြကိုလေလုံတဲ့ခါကျတော့ဟိုလေကလည်းစပြီးစိုက်ရတဲ့အချိန်ဆိုတော့သူလေတဲ့ကိုဟိုပေါင်းသွားရှင်းတာတို့ဗျာဟိုရေသွင်းတာတို့ဘာလို့ရှိတယ်အဲ့ဒီပြန်လာတဲ့ရွာသား9ဦးကိုသူတို့ကမမေးမြတ်မဲ့တဲ့ဟိုဘယ်လိုပြောမလဲဆိုတော့ဟာရန်သူပဲဆိုတော့သူတို့တက်က984မိုင်းယူတက်ကဘယ်ရလို့သူပြစ်လိုက်တယ်လမ်းပြစ်လိုက်တယ်ကျွန်တော်ကပြောသေးတယ်ရွာသားတွေပြောတာဒါခမရရွာသားဆိုခမရအာမခံလို့လားဆိုရင်ကျွန်တော်တို့မေးပါခင်ဗျအဲ့မှာကျွန်တော်ကအပြစ်လည်းပြပေါ့အဲ့အနီးကသွားပြီးတော့တော့တယ်မသွားသေးဘူးသူတို့အမှသူတို့ဒီလူတိုင်မှုကိုလူပုံမှုပေါ့ကျွန်တော်ခေါ်တယ်လှမ်းပြီးတော့ဖုန်းနဲ့ဆက်မေးဟိုမင်းတို့လှုပ်ပြီးပဲလှုပ်ပြီးဆိုရင်လှုပ်ပြီးတဲ့အတိုင်းမင်းတို့ကတခါလေးလားဖြောက်ခလိုက်ဆိုတော့သူပြောပါခင်ဗျအဲ့ဒါကျွန်တော်တို့သွားပြီးတော့သူတို့ကတော့တယောက်တော့ပဲလိုက်တော့တယ်ကျွန်တော်တို့ပြူစော်ဒီအဖွဲ့နဲ့နေတို့အဖွဲ့နဲ့အဲ့ဒါတွေကိုသူမြောင်းနဲ့လှုပ်ပစ်ခိုင်းပါတယ်မြောင်းတော့ပစ်ချခိုင်းပါအချစ်လာပိုင်းလောက်မှာသူက984တက်နဲ့349တက်နဲ့ချိန်တယ်ချိန်တဲ့ချိန်မှာသူကချိန်တဲ့နေ့မှာဒုံးကချတယ်ချတဲ့ခါကျသူက349ကသူကနှစ်ဖွဲ့ခွဲပြီးတော့ဝင်တယ်ခွဲပြီးဝင်တဲ့ခါကျတော့ကျွန်တော်ဒီရေပြူကန်လမ်းကိုလည်းတုံးတယ်ပေါ်တော်လမ်းကိုလည်းတုံးတယ်အဲ့လိုတုံးပြီးသူကချိန်သွားပြီးလို့3ရက်လောက်လို့3ရက်3ရက်5ရက်ပေါ့အဲ့တော့နေတော့တိုင်မူအေးဟိုဒုံချခံရတယ်အဲ့မှာဒုံချခံရတဲ့အချိန်မှာသူ့ရဲ့တပည့်ကဟိုနေတင်ဝင်းလို့ခေါ်တယ်349ပါပဲသူဆရာအဲ့လိုကြားမလားဆိုတော့တနက်ဖောက်တယ်အဲ့ဖောက်ပြီးတော့ဟိုတွင်းမှုသူကလမ်းပြီးတော့တင်ပို့တယ်လို့ပဲသူဒုံးနေနဲ့လာချနေတယ်သူရွာနားမှာလည်းကျန်သူတွေဝိုင်းတယ်ဆိုတော့အဲ့ချိန်မှာဟိုကလက်နဲ့ကြီး3လုံးပစ်ပေးတယ်လက်နဲ့3လုံးပစ်ပေးတဲ့အချိန်မှာရွာသားကြီးလည်းထိတယ်အဲ့ချိန်မှာချိုးတော့ကြံရှိနေတဲ့ရွာသားကြီးလည်းထိကုန်တယ်အထိကုန်တယ်ကြားတဲ့လူလည်းကြားပေါ့ကြားတဲ့လူရောဒဏ်ရာရတဲ့လူရောအဲ့ချိန်မှာရွာသားတွေကိုနောက်နေ့ကျတော့သူတို့ကအကုန်ထုတ်ကြတယ်ကြောက်မနေလို့မရတော့ဘူးဒီရွာမှာဒါအကုန်လုံးရွာဟိုနေဖြစ်မယ်ဆိုတော့ရွာကိုရွှေ့မှန်ခါပလိုက်တာပေါ့ရွာသားတွေမရှိတော့ဘူးအဲ့တရားမှမရှိတော့တဲ့အချိန်မှာအတိုင်မူကိုကြာသွားတဲ့တိုင်မူကိုသူခေါ်ထုတ်သွားပြီးတော့2ရက်လောက်နေတော့သူတို့မိုင်းနေခင်းပါတယ်အဲမှာသူကအသေးရောအကြီးရောဒီလောက်အသေးရယ်ဒီလောက်အကြီးရယ်သူက2မျိုးတိုက်ခင်းတာပါတယ်လမ်းချင်းစောပြောလို့ချင်းကျွန်တော်တို့အဝင်ထွက်လမ်းလေးပဲလွှတ်ထားတာပဲရှိတယ်ဟိုရေပြူကန်ဟိုဂွေကုန်းဘက်ကလာတဲ့လမ်းဆိုလို့ရှိရင်လည်းအဲ့မှာသူကထောင်ထားတာတွေကခရော့စင်တွေဒဘရူတွေအဲ့လိုမျိုးထောင်ထားတာရှိတယ်နောက်တော့တင်ညာကုန်းဘက်ဆိုလို့ရှိရင်လည်းအဲ့လိုထောင်ထားတာတွေအိမ်သူတို့ခြံရဲ့အိမ်နာဘေးတွေနောက်ပြီးတော့အဲ့ဒီရဲ့လမ်းအသွဲတွေမှာတချို့နေရာဆိုလို့ရှိရင်အဲ့လိုလမ်းစုံတွေမှာဆိုလို့ရှိရင်သူတို့က W ပုံစံမျိုးတွေသူတို့ထောင်ထားတွေရှိပါတယ်ဟိုဘက်တင်ညာကုန်းဘက်တွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတွေပဲထောင်ထားတယ်မိုင်းတွေကတော့မိုင်းအလုံး300လောက်ရှိတယ်ဟိုဖျားလေးဘက်ဆိုလို့ရှိရင်လည်းဖျားကုန်းဘက်ဆိုလည်းအဲ့လိုပဲထောင်ထားတယ်နောက်ကန်ကြီး9ကန်ကြီးသူတို့ဟိုဒါဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ရေပြူကန်ရဲ့စာတင်ကြောင်းရှိပါကန်ကြီးရှိတယ်အဲ့ကန်ပေါင်းတွေပေါ်ဆိုလို့ရှိရင်ဒါရန်သူတွေလာတဲ့လမ်းဖုံကြီးကျောင်းစသဖြင့်ကျန်တဲ့နေရာတွေအသေးသေးပေါ့အနှံ့ပါအဲ့မှာဘယ်နေရာလွတ်ထားလဲဆိုလို့ရှိရင်ကျွန်တော်ပေါ်တော်လမ်းစာတင်ကျောင်းလမ်းကျွန်တော်တို့ဒီဘက်တာဝါတိုင်းလမ်းတော်မှာထိတ်ကအိမ်ဒီပဲသွားလို့ရတဲ့လမ်းနောက်ပြီးတော့ကျွန်တော်တို့မြို့တွေကအဝင်ထွက်လမ်းအဲ့ဒါပဲလွတ်ထားပါတယ်ဟုတ်ကဲ့349နဲ့အဲ့လိုလှုပ်ပြီးွားတော့ကျွန်တော်တို့ကအဲ့မှာဆက်ထိုင်ရသေးတယ်ဆက်ထိုင်ရတော့349နဲ့ပဲဥစားပြန်ဘဲတက်တဲ့ချင်းလဲဆိုတော့ကျွန်တော်59နဲ့59တက်နဲ့ချင်းတဲ့ခါကျတော့အဲ့ဒီမှာ349ကထောက်သွားပြီ59ကျန်နေခဲ့တဲ့ချင်းကျွန်တော်တို့သွားတဲ့ချင်းမှာသူတို့ drop ချခံရတယ် drop ချခံရတော့အဲ့ဒီချင်းမှာကျွန်တော်တို့ကလည်းဟိုသူတို့လိုက်ပို့ပေးတာပေါ့ပို့ပေးတဲ့အချိန်မှာကျွန်တော်ဒီပြူစောဒီမုတ်ခုမှုကပြူစောဒီဝါလေးတင်ပါဟိုအစမှန်တူတက်က59ကတော့2ဦးကြတယ်နောက်ရဲက2ဦးကြတယ်3ဦးကြတယ်3ဦးလောက်တန်ရတယ်
ကျွန်တော်အဲ့လိုစာရုံနဲ့ဖြစ်နေသူတို့နောက်ကြတော့ကျွန်တော်လည်းပြန်ရှင်းတဲ့အချိန်မှာကျွန်တော်လည်း59နဲ့ပြန်တွဲရတဲ့အချိန်မှာဒီ59ကဘာလုပ်လဲဆိုတော့သူတို့အဲ့ရေပြူကမှာရှိတဲ့ပစ္စည်းတွေကိုသူတို့ထုတ်ရောင်းစားကြတယ်ကျွန်တော်တို့ကဒီပစ္စည်းအကြီးမှာစက်အင်ဂျင်လုံးတစ်လုံးလောက်တည်ပြီးရောင်းမယ်ဆိုလို့ရှိရင်သူကမင်းတို့ဘာလုပ်မှာလဲမင်းတို့ဘယ်သူကအမိတ်ပေးထားလဲဒါပေမဲ့ကျွန်တော်တို့အဲ့လိုအကြီးမားရေဆိုရင်ကျွန်တော်တို့ရောင်းစားဖို့တော့မရှိဘူးကျွန်တော်တို့မှအတူအထွာလေးတွေပေါ့အဲ့လိုတွေကျွန်တော်ရောင်းရတယ်ရောင်းစားခဲ့တယ်ယူခဲ့တယ်အဲ့တော့သူတို့ကြတော့ဘာလုပ်လဲဆိုလို့ရှိရင်ဒီခွေးခုတ်တွေထွန်ဆက်တွေဒီရွာမှာမီးထိုင်မှုဆိုပြီးတော့ trust ပါရှာပေးထားတာရှိပါတယ် trust ပါ2လုံးအဲ့ trust ပါကိုမျိုးကိုရဲ့အောင်ကြီးရဲ့ဝီချစ်ကိုဝင်ကသူကခေါင်းဆောင်ပေါ့ခေါင်းပေါင်းနဲ့သူကရောက်လာတယ်အဲ့မှာသူတို့ကအဲ့ဒါတွေသူကဖြုတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကတဲ့ရဲ့လက်အောက်ကန်ဆိုတော့ကျွန်တော်မှမပြောရပါဘူးဗျဟုတ်ကဲ့ကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်အဲ့ဒီရည်ပေါ်ရေပြူကားတွေကျွန်တော်ပြန်ပြီးတော့နောက်တန်းမှာနားတဲ့အချိန်မှာတော့ကျွန်တော်ကဘာလုပ်ရလဲဆိုတော့ရုံးမှာကင်းဆော့ညနေစောင်းလောက်ဆိုလို့ရှိရင်ကျွန်တော်ခေါင်းပေါင်းရှိတယ်ကျွန်တော်ခေါင်းပေါင်းကုလို့ခေါ်ကြော်ငင်းနဲ့ကျွန်တော်ဒီရည်ပေါ်ကျွန်တော်အပါဝင်ကုကြော်ငင်းကျွန်တော်အပါဝင်နောက်ကျန်3ဦး4ဦးအဲ့လိုပေါ့တစ်ခါသွားရင်6ယောက်5ယောက်6လောက်သွားပါခင်ဗျတော့ပဲကျွန်တော်ပေါ်တာဆွဲရတယ်ပေါ်တာဘာမှဆွဲရဆိုတော့ကျွန်တော်ညော်လေးပင်မျိုးပြင်လေပင်စိတ်တရားထိတ်မှကျွန်တော်ဆွဲရပါခင်ဗျအဲ့တော့ကိုလာဘက်မှာတော့ကျွန်တော်ဆွဲလိုက်တာတော့ကျွန်တော်3ယောက်ရတယ်ကိုလာဘက်မှာ3ယောက်ရတယ်10လဘက်မှာကျွန်တော်2ယောက်ရတယ်ဒါပေမဲ့အဲ့ဒီရတဲ့လူတွေကကြတော့ကျွန်တော်က440ကိုကျွန်တော်တို့ဒီစစ်ခေါင်းဆောင်ဥကြော်သေးသူ့ရဲ့ကားနဲ့ကျွန်တော်လိုက်ပို့ရပါတယ်သွားပို့ပေးရတယ်ပရိုဘောက်အဖြူလေးနဲ့ဟုတ်ကဲ့သွားပို့က440ကိုကျွန်တော်သွားပို့ပေးရတယ်9လပိုင်းမှာ10လပိုင်းဒီကရတဲ့လူဒီမှန်သမျှကိုသူ့ကားနဲ့ကျွန်တော်သွားပို့ပေးရပါခင်ဗျဟုတ်ကျွန်တော်အဲ့ဒီမှာကျွန်တော်ဆွဲတယ်ဆွဲပြီးလို့ရှိရင်440သွားပို့ပေးရတယ်17လပိုင်းလောက်ကျတော့ကျွန်တော်တို့ကအဲ့ဒီကျွန်တော်ဒီတင်နန်းသားတွေကိုကားအလုံး6စီးပေါ့သွားပို့ပေးရတယ်ကား6စီးထဲမှာစစ်ကားက4စီးပါတယ်ဟုတ်ကဲ့စစ်ကားတော့ပြီးတော့ကာလာပြောင်းက5စီးအလုံး9စီးသွားပို့ပေးတဲ့အချိန်မှာကျွန်တော်တို့ကဒီဘဲသွားလဲဆိုတော့အဲ့တော့ညောက်ခါချီလန်းကဖြတ်ရတယ်တိုက်ဦးညောက်ခါချီလန်းကဖြတ်ပြီးတော့ကျွန်တော်ဒီတိတ်ဆဲပေါ့အဲ့လမ်းကလို့ကျွန်တော်ဒီလမ်းကျက်တူလမ်းကလို့ကျွန်တော်သွားတယ်ကျက်တူလမ်းသွားပြီးတော့ကျွန်တော်96မှာအဲ့ကြတက်နေပေါ့အဲ့မှာတက်တော့ရှိတယ်အဲ့96မှာကျွန်တော်ခဏဝင်နားတယ်ဝင်နားပြီးတော့တစ်ခါပြန်ထွက်တယ်ပြန်အထွက်မှာကျက်တူနဲ့ဘီလင်းကြားမှာကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဂျားပြက်ကတ်တော့ပေါ့ဟုတ်ဖြတ်ခံရတယ်ဂျားပြက်ကတ်တော့ဖြတ်တဲ့အချိန်မှာရှေ့ဆုံးကကားကိုဖြတ်လိုက်တာရှေ့ဆုံးကကားနဲ့ဒုတိယကားပေါ့အဲ့နှစ်စီးကတော့ပြက်ခတ်မှုနဲ့ထိခိုက်မှုတွေဖြစ်ကုန်တယ်ခင်ဗျနေပေါ့3ယောက်ကတော့တေသွားပါတယ်ခင်ဗျတော့တေသွားတယ်6ယောက်လောက်ထန်ရပါခင်ဗျကားရှေ့ဆုံးကားကတော့ရှေ့ဘိန်းပေါက်သွားတယ်အဲ့နဲ့ကျွန်တော်တို့ကအဲ့ဒီကားကိုစောင့်နေကျွန်တော်ကဘယ်မှာနားလဲဆိုတော့ကျွန်တော်မရှိကိုကျွန်တော်ဝင်ပါတယ်440လောက်ခံဒါတော့မသိဘူးကျွန်တော်အဲ့လိုမျိုးတော့တက်နေမယ်ဒါအဲ့လိုမသိဘူးပေါ့နော်အဲ့မှာ44မရှိဆိုပြီးတော့ရေးထားတော့တွေ့တယ်ခင်ဗျအဲ့ဒီမှာကျွန်တော်အဲ့ကားကိုစောင့်ပြီးတော့ကျွန်တော်ထွက်ခါခဲ့တယ်3နာရီခွဲလောက်မှကျွန်တော်စတင်ထွက်ခွာတဲ့အချိန်မှာတထုံးကိုကျွန်တော်ညနေ9နာရီခွဲမှာရောက်ပါတယ်ခင်ဗျ9နာရီခွဲ6နာရီလောက်မှာအဲ့မှာကျွန်တော်တော့ပို့တဲ့ကား6စီးဒါမဲ့ဒီအရာရှိတွေကတော့အရာရှိဒူးမနာပါမယ်ဘုံမှုနေလင်းပါတယ်နောက်ပြီးတော့ကြံတဲ့အရာရှိပေါ့ဘူကြီးတွေပါတယ်ထွေးအုပ်ပါမယ်ထွေးအုပ်စီးပါတယ်ရုံစီးပါတယ်နေနေရပေါ့ကျွန်တော်တဲဦးကျွန်းစာညော်လေးပင်ရွှေကျင်ကြောက်တကာပဲနှကုန်းတောင်အုတ်တွင်းပေါ့ဟုတ်ကဲ့အဲ့ဒီမျိုးတွေကနေတီတီကလာတဲ့အရာရှိတွေလည်းပါပါတယ်ခင်ဗျတိုင်ဦး440ကလည်းအရာရှိလည်းပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ကတထုံအမှတ်ကိုတနင်္ဂနွေကျွန်တော်ရောက်တဲ့အချိန်မှာ6နာရီ9နာရီကို6နာရီကိုအဲ့မှာကျွန်တော်တညအိတ်ခဲ့တယ်မနေ့ကကိုကျွန်တော်အဲ့ဒီကားတွေနဲ့ပဲအတူတူတပားတူကျွန်တော် AC က6စီးနဲ့ကျွန်တော်ပြန်လာခဲ့ပါခင်ဗျပြန်လာခဲ့တယ်ညနေလို့ကျွန်တော်ညော်လေးမို့တိုက်ဦးကိုရောက်တဲ့အချိန်မှာတော့
9နာရီလောက်ရှိပါပြီခင်ဗျဟုတ်9နာရီလောက်ရှိပါပြီညောင်လေးပြုံကိုသူတို့ဒီမှာဟိုစကားပြောပါညာလဲဆိုတော့ကျွန်တော်ညောင်လေးပြုံရောက်တာတော့10နာရီအခုကျွန်တော်ပေါ်တာဆွဲတဲ့ချိန်ရတော့ကျွန်တော်ကဘယ်နှချိန်လောက်ရှိမလဲဆိုရင်ကျွန်တော်10ချိန်လောက်ရှိပါတယ်ခင်ဗျ10ချိန်လောက်ရှိတယ်ဆိုတာဒါမဲ့ကျွန်တော်သွားဆွဲတဲ့အချိန်မှာတော့ကျွန်တော်ခေါင်းပေါင်းကွီးတုံခေါ်ကြော်ငိမ့်နဲ့ကျွန်တော်အပါဝင်အဲ့ပေါ့6ယောက်5ယောက်6ယောက်ခါကျ9ယောက်အဲ့လိုကျွန်တော်ရှေ့ရလို့သွားပြီးတော့ဆွဲခဲ့ပါတယ်ပထမနေ့မှာကျွန်တော်ဆွဲတဲ့အချိန်မှာ3ယောက်ရတယ်ဒုတိယနေ့မှာကျွန်တော်သွားဆွဲတာတော့2ယောက်3ချိန်မြောက်မှာ1ယောက်ရတယ်4ချိန်မြောက်မှာကျွန်တော်ကဘယ်လောက်ရတယ်အဲ့ဒီကဆိုရင်ကျွန်တော်ထမင်းတော့မစားဘူး20နဲ့1ယောက်ရခဲ့တယ်အဲ့မဲ့သူပြန်လွတ်တာပါညာရှိရပါပေါ့ဟောအဲ့ဒါနဲ့5ချိန်မြောက်မှာကျွန်တော်2ယောက်တော့မသိဘူး2ယောက်တော့ပြောရခဲ့ပါခင်ဗျဟုတ်6ချိန်မြောက်မှာကျွန်တော်3ယောက်ရခဲ့ပါခင်ဗျ6ချိန်မြောက်3ယောက်9ချိန်မြောက်မှာ2ယောက်7ချိန်မြောက်မှာကျွန်တော်5ယောက်ရခဲ့တယ်အလုံးစုပေါင်းပြောရမယ်ဆိုတော့39ယောက်38ယောက်ဟုတ်ပဲ38ယောက်အဲ့တော့ဟိုရတဲ့လူတိုင်းကကျွန်တော်တို့က20မှာမထားပါဘူးခင်ဗျခမ20မှာမထားဘူးအရင်ဆိုခမ20မှာထားတယ်နောက်ပိုင်းကျခမ20မှာထားဘူးအခုဒီက2ယောက်ရ2ယောက်တခါ440ကိုတန်းဖို့1ယောက်ရရင်1ယောက်440ကိုတန်းဖို့အဲ့တော့ပို့တော့ပို့ရတဲ့ကားကကျွန်တော်တို့ရဲ့ခေါင်းပေါင်းကြီးဥကြော်သေးသူ့ရဲ့ကားပရိုပေါက်အဖြူလေးနဲ့တော့ပို့ရပါဟုတ်ကဲ့ဟောနောက်ဆုံးကျွန်တော်တို့သွားတဲ့နေရာတော့ဒီ2025နှစ်လပိုင်းမှာပစုံမြောက်ကျွန်တော်စစ်ကူသွားပေးရတယ်အင်အားပြည့်သွားပေးရတယ်သွားပေးရတဲ့အချိန်မှာကျွန်တော်တို့မျိုးမငါက4ယောက်ပါနောက်ကျွန်တော်ဟိုဂျွာတစ်က2ယောက်ဒီစောဒီဆိုကျွန်တော်6ယောက်ပါခင်ဗျအဲ့6ယောက်တည်းမှာပါဒီတက်ကဆိုရင်ကျွန်တော်ဟိုခမရ20ရာဆိုလို့ရှိရင်ကျွန်တော်တို့ဥဆောင်တာတော့ဘုံနဲ့လဲနောက်တစ်ခွက်ရကြတော့ခမရ20ရာဟိုဘယ်လိုလဲပါစတန်တန်းသားတွေပေါ့ပါစနဲ့ဘူကြီးစောမြို့ထုဥဆောင်နဲ့20ဟောနောက်တစ်ခွက်ကထောက်ဖို့ခွက်ကတန်တန်းသားတွေပဲ45ဦးသူကအဲ့ဒါဘူကြီးဥဆောင်ပေါ့ဘူကြီးတယောက်ဥဆောင်နဲ့တို့သွားကြတယ်ဒါအဲ့မှာကျွန်တော်တို့နေပြည်တော်ပြန်ပြီးတော့ရှင်းလေးတွေကျွန်တော်ပြန်လုပ်ခဲ့ရတယ်ရှင်းလေးလုပ်ခဲ့ရတယ်နောက်အဲ့မှာနောက်ဆုံးလက်နဲ့ကြီးတွေပါသူတို့တုံးခဲ့တယ်အော်ကျွန်တော်ဘယ်လိုပြောမလဲ60မမလို့နောက်ကျွန်တော်81လို့ဟော MA လို့အားကောင်းနေကျွန်တော်ပြစ်ခတ်တယ်တော့ drop ball အနေနဲ့တုံးတယ် drop ball နဲ့တုံးတယ် drop ball နဲ့တုံးပြီးတော့ညာခဲဆိုလို့ရှိရင်အဲ့ဒီမှာကျွန်တော်ဘယ်ချိန်ထိထိခိုက်မှုတွေဟိုတော့ထိထုံးတွေဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်နိုင်ချားတွေပေါ့ဖြစ်တဲ့အချိန်မှာနောက်ဆုံးဖြစ်တဲ့အချိန်ကတော့10နာရီရပြီပေါ့ကျွန်တော်အဲ့ဒီကျွန်တော်သွားနေတဲ့စခန်းသားကိုရောက်သွားတယ်ဟိုနဲ့ပေါ့ဒီဟိုလေးဝင်းစော်တို့စခန်းသားကိုရောက်သွားတယ်အဲ့မှာရောက်တဲ့အချိန်မှာရောက်တဲ့အချိန်ဘယ်နာရှိမလဲဆို12နာရီပေါ့အဲ့ချိန်မှာထိထုံးတွေဖြစ်နေတယ်ဆိုတာဟိုဘက်ကလည်းပြပြဒီဘက်ကပြပြတဲ့အချိန်မှာကျွန်တော်တို့ကညောင်းထဲမှာကြောက်ထဲမှာဟိုဘယ်လိုပြောကျွန်တော်လည်းဟိုတော့အမာကန်နဲ့ကာကွယ်ရေးကားပေါ့ကာကွယ်ရေးကားချိန်မှာ264ခွဲနောက်ကတက်လာတယ်264ရဲ့တင်းရင်လုံးတော့ဝင်တယ်တင်းလုံးဆိုတော့ကျွန်တော်အထင်မြင်ကျွန်တော်ရဲ့ခမန်းရေးယူဆရချက်ဆိုလို့ကျွန်တော်အနည်းဆုံးမှမရှိဘူးဆိုရင်80 80လောက်ရှိပါခင်ဗျအဲ့ချိန်မှာသူတို့ကကိုတီးတွေရောဆက်လက်တွေရောဟို MA2 တွေရောသူတို့ကတုံးပြီးတော့ဒါလည်းဝင်ချသွားတာပဲဒီမှာလူရှိတာဘယ်လိုရှိတယ်ဟိုကိုလူရှိတာဆိုတော့မေးပြီးတော့ဒါလည်းသူတို့ဒီစလိုဝင်ချလာတယ်ဝင်ပြီးတော့အဲ့ချိန်မှာသူကစပြီးတော့အဲ့နေရာကိုသူတို့ပြန်ပြီးတော့ပြန်ယူသွားပါခင်ဗျဟောကျွန်တော်14ရက်4လ2025ပါကျွန်တော်နားပြီးတော့ကျွန်တော်ကြက်တီကိုဖျားဖို့ကျွန်တော်လာခဲ့ကျွန်တော်မိသားစုတွေပေါ့မိသားစုနဲ့ကျွန်တော်ဖျားဖို့ထွက်လာခဲ့တယ်အဲ့ချိန်မှာကျွန်တော်15ရက်4လ2025ပါကျွန်တော်ပြန်ဆင်းလာတယ်ပြန်ဆင်းလာပြီးကျွန်တော်ကရက်ရှောင်းပါကျွန်တော်ရေဝင်ဆော့တယ်ရေဝင်ဆော့တဲ့အချိန်မှာပဲတော်လည်းအင်အားစုနဲ့တွေ့ပြီးတော့ကျွန်တော်တို့ဖန်စီထင်းထင်းချင်းကိုကျွန်တော်ခံခဲ့ရပါတယ်ဟုတ်ကဲ့ကျွန်တော်ပြည်သူတွေဘောကိုပြစ်တွေကျွန်တော်အများကြီးကျွလွန်ခဲ့ပါတယ်
အဲ့ဒီတော့လည်းကျွန်တော်အခုချိန်မှာကျွန်တော်နောက်ထပ်လည်းရမိပါတယ်နောက်ထပ်လည်းရမိတဲ့အတွက်ကျွန်တော်ပြည်သူတွေကပေးလာမဲ့ပြစ်တွေကိုပြစ်ဒဏ်တွေကိုကျွန်တော်ရဲဝံ့ဝင်ခံသွားပါမယ်ခင်ဗျ